ဝေဖန်တဲ့တွေကိုစံချိန်တင်သွင်းကိုတွေနဲ့ပါစပ်ပိတ်ပေးလိုက်တဲ့ဆေးရုံနဲ့လို့ဘရန်ဒမဲအောင်မဲမင်လာများဝေလို့ကျော် iPad ခေါ်ရှိကော Smart Ina ကနေအားလုံးကိုပြန်လည်ကြိုးလိုက်ပါတယ်။ Red ကတော့အသင်းလိုက်ကစားပုံကောင်းကောင်းနဲ့အတူကိုယ်တိုင်လဲသွင်းကိုတွေရယူပြီးပတကေအသင်းကိုနောက်တစ်ဆင့်တက်နိုင်ဖို့ကူညီပေးခဲ့ပြီးဖြစ်ပါတယ်။ Red ကမက်ဆီလိုက်မလုံးနိုင်မဲ့စံချိန်ကောင်းတစ်ခုကိုလည်းတင်ရှိခဲ့ပြီးသူ့အတွက်စိတ်ပြင်းတဲ့ဆရာညာတညကိုပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ပွဲဆောင်ကလေးကပတကေအသင်းကပွဲကိုစိုးမိုးထားနိုင်ခဲ့ပြီးပွဲချိန်6မိနစ်မှာတင်ဖွင့်ကိုရရှိခဲ့ပါတယ်။နောက်ကလူချောင်းကန်ဆယ်လိုကပြန်မဲ့နောက်ခံလူကိုကြော်ဖြတ်ပြီးပနတီအေရီယာရဲ့အနေဘောဖြတ်တင်ပေးလိုက်ချိန်မှာရန်ဒိုကပြန်မဲ့နောက်ခံလူတွေကြားကနေအနီးကပ်ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။ဒီကိုသိမ်းယူခဲ့ပြီးနောက်ရန်ဒိုကအရန်ကုန်တန်းစီပြေးသွားပြီးအသင်းပေါ်တွေနီးပြအပွဲဝင်နေတဲ့အတူစီစီလုံးလုံးအောင်ပွဲခံခဲ့ပါတယ်။ပွဲချိန်15မိနစ်မှာတော့ပရဂီအသင်းဒုတိယကိုရရှိခဲ့ပါတယ်။ပရဂီအသင်းရရှိခဲ့တဲ့ပြည်နယ်မှာကိုရန်ဒိုကန်သွင်းမဲ့ပုံစံပြင်ဆင်ခဲ့ပေမဲ့နူနိုမန်နက်စ်ကအလွန်လားပါစွာကန်သွင်းခဲ့ပြီးဒုတိယဂိုးပြင်ပြောင်းလဲပေးခဲ့ပါတယ်။ပွဲချိန်39မိနစ်မှာတော့ဘရူနိုဖာနန်တဲရဲ့ကွင်းလယ်ကနေကွမ်းမြင်ဖန်တီးပေးလိုက်တဲ့ဘောလုံးကိုရန်ဒိုကအလိုက်အသင်းထင်းကအနီးကပ်တီးကျသွားကန်သွင်းပြီးပရဂီအတွက်တရားမြောက်သွင်းကိုသွင်းယူပေးခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းပေါ်တူဂီအသင်းကပွဲကိုဆက်လက်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ပွဲရင်မိနစ်60မှာဘရူနိုဖာနန်နဲ့ကန်နေပလက်တဲ့နောက်ကဘောကနေတဆင်ဂျာအိုဖီလစ်ကခေါင်းတဲ့သေးဖို့စ조사ကြကနေဘောလုံးဟာဥဇဘန်ကစ္စတန်နောက်ခံလူအာဘူကိုဒါခူဆာနိုနဲ့ထိပြီးဂိုးသမားနေမာတွဲလက်နဲ့စောက်ကဂိုးထဲဝင်သွားခဲ့တာကြောင့်ကိုသွင်းမိတဲ့ဂိုးဖြစ်သွားခဲ့ပါတယ်။ပွဲပြီးကန်နေပွဲရင်89မိနစ်မှာတော့လူစားဝင်ကစားမနေဆန်စီမီတို့ရဲ့ပေးပို့မှုကနေတဆင်အရန်ခုံကနေဝင်လာတဲ့တိုက်စစ်မှုရဖေးလီအောင်ကပြင်းပြင်းထန်ထန်ကန်သွင်းယူခဲ့ပြီးပေါ်တူဂီအသင်းအတွက်ပစမမြောက်ဂိုးကိုသွင်းယူပေးခဲ့ပါတယ်။ Red ဒီပွဲမှာအကောင်းဆုံးခြေစွမ်းကိုပြသနိုင်ခဲ့ပြီးသူ့ရဲ့ကစားမဘွားသမိုင်းနဲ့ရှောင်းကြီးမားဆုံးသောသမိုင်းဝင်စံချိန်မှတန်းတွေကိုစိုက်ထူနိုင်ခဲ့ပါတယ်။ Brown ဆိုအနေနဲ့ Red ကဘာပြိုင်ပွဲသမိုင်းတစ်လျှောက်မှာအတူညီတဲ့ကဘာပြိုင်ပွဲ6ကြိမ်2006 2010 2014 2018 2022နဲ့2026မှာတွင်းကိုရောက်နိုင်ခဲ့တဲ့သမိုင်းတစ်လျှောက်ပထမဆုံးကစားမအဖြစ်မော်ကွန်းတင်နိုင်ခဲ့ပါတယ်။ဒုတိယအနေနဲ့သူဟာကဘာပြိုင်ပွဲမှာပေါ်တူဂီအသင်းအတွက်10ဂိုးမြောက်သွင်းယူနိုင်ခဲ့တာကြောင့်ကနဝင်ကစားမကြီး UCBO ရဲ့ကိုကိုဆန်ရင်ကိုကြော်ဖြတ်ပြီးပေါ်တူဂီအသင်းရဲ့ကဘာသမိုင်းတစ်လျှောက်ဂိုးများဆုံးသွင်းယူပေးထားသူဖြစ်လာခဲ့ပါတယ်။ဒါအပြင်အသက်42နှစ်နဲ့138ရဲ့အရွယ်မှာသွင်းကိုရယူနိုင်ခဲ့တာကြောင့်ကင်မွန်ကနဝင်ရောဂျာမီလာရဲ့နောက်ပိုင်းကဘာသမိုင်းမှာဒုတိယမြောက်အသက်ကြီးဆုံးကိုသွင်းရှင်ဖြစ်လည်းမှတ်တမ်းဝင်သွားခဲ့ပါတယ်။ဝေပိုင်းသမားတွေရဲ့ပြောကိုရန်ဒိုဟာကိုလီလက်ရောက်စူးစမ်းမှုတွေနဲ့ခြေပြတ်ပြသွားခဲ့ပါတယ်။ပထမပွဲစဉ်မှာတီယာရီခွန်နီထောက်ပြခဲ့တဲ့နေရာယူမှုအားတဲ့အချက်ကိုရန်ဒိုကဒီပွဲရဲ့အဖွင့်ဂိုးမှာအတိအကျတုံ့ပြန်ပြသွားခဲ့ပါတယ်။ဖရီဝေဖန်ခဲ့တဲ့ခန္ဓာကိုယ်ဖြတ်တန်းလှုပ်ရှားမှုမျိုးနဲ့ပဲကန်ဆယ်လိုရဲ့ဖြတ်တင်ဘောကိုပြေးလွှားသွားရောက်ပိတ်သွင်းပြခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ရန်ဒိုဟာနီးပြပိုင်းရာအသင်းပေါ်အလုံးမင်းအနာခံကစားပေးခဲ့ပါတယ်။ပွဲချိန်15မိနစ်မှာရရှိခဲ့တဲ့ပြည်တံဘောမှာရန်ဒိုဟာသူ့ရဲ့ထုံးစံတိုင်းပြင်ဆင်ပြီးကိုသမားနဲ့ခံစီကစားမတွေကိုအာရုံလွှဲပေးခဲ့ပါတယ်။ရန်ဒိုကကျွန်တော်လူလိုကိုပြောခဲ့ပါတယ်။ကသမားကိုလည်းစားကြဆိုငါကံမဲ့သူပဲသူထင်နေလိမ့်မယ်လို့ပြောခဲ့တာပါလို့ပွဲပြီးမှရှင်းပြခဲ့ပါတယ်။ဒီလိုအာရုံလွှဲပေးမှုကြောင့်လူလိုမန်းဆန်အနေနဲ့လွယ်တကူဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ရန်ဒိုဟာဟက်ထရစ်ရယူဖို့အတွက်လည်းပွဲချိန်တစ်လျှောက်လုံးမှာမမောမပန်းစူးစမ်းခဲ့ပါတယ်။ဒုတိယပိုင်းမှာလည်းရန်ဒိုဟာအခွင့်အရေးများစွာရရှိခဲ့ပါတယ်။ဘရူနိုဖာနန်တဲရဲ့ဖန်တီးမှုကနေတဆင်ဂိုသမားနေမှာအကျွမ်းနဲ့တူးချင်းတွေးဆုံပြီးကန်သွင်းခဲ့ရမှာဂိုသမားကကာဝယ်နိုင်ခဲ့သလိုနောက်ထပ်ပဲခြေကန်သွင်းချက်တစ်ခုကလည်းခန်းစင်းနဲ့ထိပြီးဂိုဘေးကနေကတ်ထွက်သွားခဲ့ပါတယ်။ဝက်ဘီကန်ရဲ့အချိန်ပေါ်မှာလည်းရန်ဒိုဟာနူနိုမန်တန်စီကိုခွင့်ဖန်တီးပေးဖို့ခဲ့ပေမဲ့လည်းလွဲချော်ခဲ့တာကြောင့်ဟက်ထရစ်နဲ့ဂိုးဖန်တီးမှုတွေရရှိဖို့အသင်းအတွက်နောက်ဆုံးမိနစ်ထိအာသွန်ခွန်ဆိုင်စူးစမ်းပေးခဲ့ပါတယ်။သူ့ရဲ့ဇွဲလုံးလာနဲ့စူးစမ်းအားထုတ်မှုတွေကအသက်ငယ်တဲ့ကစားမတွေအတွက်အတူယူစရာဆံမြပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ရန်ဒိုကကျွန်တော်အတွက်အရေးကြီးဆုံးအရာကတော့အသင်းလိုက်လှုပ်ဆောင်မှုနဲ့အတူကျွန်တော်တို့ပြသခဲ့တဲ့ယုံကြည်မှုပါပဲ။စံချိန်တွေကကောင်းမှုပေမဲ့ကျွန်တော်ရဲ့ရည်မှန်းချက်ကအမြဲတမ်းနိုင်ငံလူရေးစင်အသင်းကိုကူညီဖို့ပါပဲလို့ပြောကြားခဲ့ပါတယ်။ဗာတီကန်အသင်းကအုပ်စုကေမှာရမှန်လေးမရရှိသွားခဲ့ပြီးနောက်တစ်ဆင့်တက်ရောက်နိုင်မှုလေးဆက်သွားခဲ့ပါပြီ။ဗာတီကန်အသင်းကလာမယ့်ဇွန်လ28ရက်နေ့ဒီနေ့မှာအုပ်စုနောက်ဆုံးပွဲအဆင့်ပြင်ကိုလံဘီယာအသင်းနဲ့ဆက်လက်ရင်ဆိုင်ရမှာဖြစ်ပါတယ်။ဒီပွဲအစမှာဗာတီကန်အသင်းအတွက်ကွန်ဂိုနဲ့ပွဲကအားနည်းချက်တွေကိုပြေဝပြပြနိုင်ခဲ့တဲ့ပွဲအဆင့်ဖြစ်ခဲ့သလိုရယ်လိုအနေနဲ့လည်းဝေဖန်မှုတွေကိုခြေပြတ်ပြီးတော့အသင်းနဲ့အတူသားစာတာပြပြကစားနိုင်ကြောင်းတသိပြခဲ့သမိုင်းဝင်ပွဲချက်တွေဖြစ်ခဲ့ပါတယ်။ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကတော့ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းအကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ